ကဲအခုရောဘာကာလာလေးချိန်မလဲ အခုမှအယောင်တွေကလည်းစုံပြီးတော့သပင်းကလည်းဟွာဖြစ်နေဆိုတော့နည်းနည်းလင်းပြီးတော့မှဘူဆန်တဲ့အယောင်ပဲပေါ့နော် expert သွားတဲ့ဟာလေး expert ပေါ့ဟုတ် expert နဲ့ H ကနည်းနည်းမိန်တဲ့ဘက်ကိုသွားတယ် H နဲ့ light brown ပုံစံ ဟုတ် နော်ကြားလိုက်ကြအောင် အိတ်ကြားတဲ့ဟာပေါ့ဟုတ်မျက်နှာလည်းလင်းမဲ့ဟာလေး ကာလာရတော်တော်စုံတော့စုံတယ်နော် ဟုတ် အနီတွေရောခရမ်းတွေရောအညိုတွေရော ဟုတ်တယ် okay ဘာတောင်းဆိုခြင်းသေးလဲနောက်က အဲ့ပါဒီဟာလေးကိုပဲလှအောင်ကဲတင်ပြီးရပြီ okay အဲ့ဒါဆရာမလှလှလေးစုပြလိုက်မယ်နော်